အားလုံးပဲမင်္ဂလာရှိတော်ညချမ်းလေးပါခင်ဗျာပရလောကဂမ်ဘီယာဇလန်ကောင်းလေးများပြောပြတစ်ဆက်ပေးဖို့ရှိရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီကနေ့ညမှာတော့စာရေးဆရာဇေယနာရာမညာရေးသားထားတော့အောင်မြတ်တာနေမနောမယထမင်းဝိုင်းဆိုတဲ့ဇလန်လေးအစအဆုံးကိုပြောပြလို့တစ်ဆက်ပေးတော်မှာပဲဖြစ်ပါရခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါဦးခင်ဗျာရောင်စမတ်ကတဲဖြူခင်းထားတဲ့စီဝိုင်းတစ်ခုရဲ့အလယ်မှာတော့လူ၃ယောက်ကမလုံးမချက်ငြိမ်သက်စွာထိုင်နေခဲ့ကြတယ်။သူတို့ရဲ့အလယ်မှာတော့ဆင်းရောင်ဖက်နဲ့ပြုတ်လောက်ထားတဲ့ပကံလေးချက်ရှိနေပြီးတောင်ဘက်ကပကံနေရာမှာတော့လူတစ်ယောက်မရှိပဲလွတ်နေခဲ့တယ်။လူ၃ယောက်ကအချင်းတစ်ခုကြာတဲ့အထိငြိမ်သက်စွာထိုင်နေရင်းကနေမိုးစိတ်မွေနှခမ်းမွေးတွေစွတ်စွတ်ဖြူနေတဲ့အဖိုးကတပြင်းချစ်တစ်ချက်ကိုချလိုက်ပြီးမောင်ကန်ကောင်းတယောက်ခုထိရောက်မလာသေးပါလားလို့ပြောလိုက်ရာဒီမှထိုင်နေတဲ့ရသေးတပါးကတောင်ဘက်အရက်ကိုမျှော်ကြည့်လိုက်ပြီးသူ့ကိုစောင့်နေတာနှစ်ပေါင်း20တောင်ကြာခဲ့ပြီပဲပုံမှန်ဆိုရင်ဒီအချိန်ကထမင်းဝိုင်းထဲမှာသူရောက်နေရတော့မှလေအခုကဘလို့အကြောင်းတရားတွေအကြောင်းနောက်ကျနေလေမသိဘူးကျုပ်တို့တော့မောင်ကန်ကောင်းကိုဒီတိုင်းလှုပ်ထားမိပြီထင်တယ်ကဲဘုဖြူစင်ကြီးမြားတစ်ဘက်ကိုမောင်ကန်ကောင်းစီလို့ဖို့ပြောပြပါဦးညုံညင်းကြီးအဝတ်ကိုဝတ်ဆင်ပြီးစပင်ပုံးတိုင်းတဲ့ဘူးရဲ့စကားကြောင့်ဘုဖြူစင်ကလွတ်နေတဲ့နေရာကိုကြည့်ကမျက်လုံးကိုအသာရမှိတ်လိုက်ပါတော့တယ်အယူကန်ကောင်းအယူဟေးအယူကြီးတိုက်တန်းပြေးတန်းဆော့မလားကလေးတတိုက်ကဇရက်ပေါ်မှာအိတ်နေတဲ့အယူကန်ကောင်းနားမှာအော်ဟီရင်ပြေးလွှားနေတာကြောင့်ဘလို့မအေးများတော့ပဲမျက်လုံးကိုပုတ်ခါလူလဲထားလိုက်ပြီးဟေးကလေးစိုးငါကိုရောအိတ်နေတာမမြင်ဘူးလားကျိတ်ဆက်ကြနဲ့ရိုက်လိုက်ရရင်ဖြစ်နာပြီးတော့မယ်အယူကန်ကောင်းကြီးကိုမကြောက်ပါဘူးပြေဟေးကလေးတွေကနည်းနည်းလေးမှမကြောက်တဲ့ပုံစံနဲ့လှောင်ပြောနေရကြောင်းကံကောင်းမတက်ထားရက်လိုက်ပြီးအောင်မနေတို့ကငါ့ကိုတာမန်လူထင်းနေရလားဟဲ့ငါရဲ့လက်တစ်ချက်ဝင်ရလိုက်တာနဲ့နေတို့စားကျင်တဲ့မုတ်တွေရောက်လာအောင်လုပ်လို့ရတယ်လုံဆက်ပါဗျမမလည်းမဟုတ်အယူကန်ကောင်ကအပူတွေပြောနေပြန်ပြီဟာကလေးတွေရဲ့ရီးတဲ့စကားကြောင့်ကံကောင်းတောက်တစ်ချက်ခတ်လိုက်ပြီးလက်တစ်ဖက်ကိုဝင်ရလိုက်တဲ့အချိန်ဟဲ့ကလေးတွေကံကောင်းကိုသွားဆနေပြန်ပြီးသွားစမ်းဆိုတဲ့အတန်းထိတူကာလာသားကောင်းကိုကြောက်ကြီးရောက်ချလာခဲ့တယ်ကလေးတွေကကိုကြောက်ကြီးကိုတွေ့တော့ဇေယျဘေးကနေလှစ်ခနဲနေအောင်ထွက်ပြေးသွားတာကြောင့်ကံကောင်းတဟားနဲ့ရဲလိုက်ပြီးနေတော့မှတ်ပလားငါငယ်ကျုံကြီးကအချိန်ကောင်းကိုရောက်လာခဲ့ရပဲဟေးငယ်ကျုံကြီးနေလေနေပြင်းတဲ့အချိန်ဘယ်ကိုသွားမလို့လဲဦးနာဒီနာပါဗျာဒါနဲ့ကိုကံကောင်းထမင်းစားပြီးပြီလားမနေ့ကတော့ဒေါ်ပြိုတို့အင်ကပေးတဲ့ထမင်းကြံခဲကိုထညက်နဲ့စားထားတယ်ကွဒါဖြစ်လေညနေကြရင်ကြော့အိမ်မှာထမင်းနဲ့ဟင်လာယူဟိုငါကိုရောရဲ့ဖုံးအနုဘောကတဲကြီးမတူညနေကျရင်ငါကိုရောလာယူမယ်ကြောက်ကြီးထွက်သွားတော့ကံကောင်းတယောက်တွားကြောက်ထိုးတန်ကိုပါစတဲ့ကြိုက်ပြီးလူတစ်နဲ့နေနေတဲ့အချိန်ရှင်ချမ်းအင်ကြီးဝတ်ထားတဲ့လူတယောက်ဇေယျပုံကိုတက်လာတာမြင်လိုက်ရတယ်ဟေးငါဖိမှန်တွေကိုခွင်မတောင်းမေးဘာကြောင့်ဝင်လာရတယ်လဲဒေသန်ကမင်းလုံးမင်းလိုတီပုံးမင်းလိုဖြစ်နေပါလားဒါနဲ့အခုလိုနေရတာလွတ်လက်တယ်မဟုတ်လားဗျညနေစိမ့်လူရဲ့စကားကြောင့်ကံကောင်းရဲ့မျက်နှာရုတ်တရက်တီးကြည့်သွားပြီးမင်းကငါရဲ့သွေးတောက်ရဲပေါ်မောင်းဆန်းလားကျုပ်ကမောင်းဆန်းတော့မဟုတ်ကျုပ်နာမည်ကအောင်မြတ်တာအလိုလေးလေကျုပ်ရဲ့တမှုကြီးအောင်မြတ်တာပါလားခြေတန်းစစ်မျက်နှာကနေဘယ်ချိန်ရောက်လာတာတော့ကံကောင်းရဲ့စကားကြောင့်အောင်မြတ်တာနှကမ်းပါလေးတွတ်အောင်ပြုံးလိုက်ပြီးတိုင်းသူပြည်သားတွေစီတိုင်းခန်းလှဲ့လေတာအချိန်ပြည့်ပြီးဒါကြောင့်နန်းတော်ကိုပြန်သွားဖို့လာခေါ်တာပါလို့ပြောဟာတဖူးကိုလည်းညှိုးနဲ့တောက်လိုက်တယ်ဆိုရင်ပဲငယ်တိတ်ကနေညုံညင်းကြီးခိုးငွေတွေထွက်လာခဲ့တယ်လို့ကံကောင်းရဲ့ခန္ဓာကိုယ်ကလည်းပျော့ခွေကလဲကျသွားခဲ့ပါတော့တယ်ဒီလိုစင်ကငါ့ကိုပခုံးကြီးချင်မယ်ဟုတ်လားအခုကစပြီးယူနန်ဘွားနဲ့တစ်သက်လုံးနေစမ်းညထောင်နီနဲ့စိုက်ကြည့်ပြီးကျိမ်းမောင်းနေတဲ့အနီရောင်တူအင်ကြီးဝတ်ထားတဲ့လူရဲ့အရှိမကံကောင်းတယောက်ညှုတ်ခံထားရတယ်လို့ငြိမ်သက်နေခဲ့တယ်သူ့မျက်လုံးထဲမှာတော့ဆာလောင်နေကြတဲ့လူတွေရဲ့မျက်ဝန်းတွေနေစရာမရှိလို့မိုးရေတဲ့တုံရီနေကြတဲ့လူတွေကိုမြင်နေရတယ်ကျုပ်သူတို့ကိုကူညီတာအပြစ်ဖြစ်သွားတာလားကံကောင်းရဲ့စိတ်ထဲကနေခက်တက်တက်ယူလိုက်ချိန်ရှေ့မှာခါထောက်ရက်နေတဲ့သူကလက်ညှိုးငေါငေါထိုးပြီးနင်းလိုလူတွေရှိနေရင်ဘယ်သူမှအပင်မဲ့ခံကြမှာမဟုတ်ဘူးသူတို့လိုလူတွေကအငတ်ခံဖို့ပဲတန်တယ်
နေလဲသူတို့ကိုမတန်ထားနဲ့ငါနေ့ကိုလူတွေယုံကြည်ကိုးစားလောက်လုပ်ပေးမယ်နေဘေးမှာတတိတကြွယ်မင်းဆိုးရသားတွေဝိုင်းနေအောင်ငါလုပ်ပေးနိုင်တယ်ငါရဲ့ကမ်းလက်ချက်ကိုလက်ခံလိုက်စမ်းငါမလုပ်ဘူးနင့်လိုအောင်တန်သားရုပ်စိုးကောင်ရဲ့ထိချုံမှုကိုဘယ်တော့မှမခံဘူးဟဲ့ကံကောင်းကအတန်ကုန်ကိုဟစ်ပြီးမျက်လုံးဖွင့်ကြည့်လိုက်ရာအနီအောင်တူအင်ကြီးဝတ်ထားတဲ့သူကိုမတွေ့ရတော့ပဲအုံခိုးရောင်ဖြင်းချမ်းအင်ကြီးဝတ်ထားတဲ့လူတစ်ယောက်သာသူ့ကိုထိုင်ကြည့်နေတာမြင်လိုက်ရတယ်သတိရလာပြီလားကိုကံကောင်းမင်းကဘာလုပ်လဲငါဘယ်ဟိုရောက်နေရလဲစေးထားပါဗျာကျုပ်ကခင်ဗျားကိုရံပြူးမဲ့သူမဟုတ်ပါဘူးအောင်မြတ်သားစကားကြောင့်ကံကောင်းသူ့ကိုယ်သူပြန်ကြည့်လိုက်ပြီငါရဲ့ပုံစံကအယူတယောက်လိုပဲစပင်တွေလည်းအရှိကြီးဖြစ်နေသလိုဝေစားတွေလည်းညစ်ပတ်နှမ်းစောနေပါလားခင်ဗျားကရုပ်ကစိုးဆက်မိပြီးလွတ်နေခဲ့တာပါအခုတော့အဲ့ဒီဆက်တွေအားလုံးကျုပ်ထုတ်ပေးလိုက်ပါပြီအခုတော့ဟိုးကရေတွင်းမှာကိုလဲတက်ဆင်လိုက်ပါဦးဒါခင်ဗျားဝစ်ဖို့အင်ဂျင်နဲ့လုံးကြီးအောင်မြတ်သားစကားကြောင့်ကံကောင်းတယောက်ခလန်းလန်းမှမြင်နေရတဲ့ရေတွင်းစီကိုသွားကကိုလဲတက်ဆင်ပြီးဇက်ပုံကိုပြန်တက်လာခဲ့လိုက်တယ်ဘယ်လိုလဲရေချိုးလိုက်တော့လမ်းဆန်းသွားတယ်မဟုတ်လားသူကတော့ပေါ်ပါသွားပြီမေစိတ်ကတော့လေးလံနေတော့မယ်ဒါနဲ့ကျုပ်ကဘလို့အကြောင်းရုပ်ကစိုးဆက်မိသွားရတာလေဒါကခမည်းလို့ကျင့်စဉ်တွေကျင့်ကြံတဲ့သူတွေဖြစ်တတ်ပါတယ်ကျင့်ကြံလို့တမာရီအားကောင်းလာတဲ့အချိန်ဆိုရင်မကောင်းတဲ့ရုပ်စိုးတွေကသူတို့ရဲ့အခိုင်းစီဖြစ်အောင်တင်းသွင်းတတ်ကြတယ်လေလူရင်းပြောရရင်သူတို့ထက်အဆင့်မြင့်သွားမှစိုးရင်လို့ပဲခမည်းကရောဘာတူလဲဒါကြောင့်ကျုပ်ဖြစ်ခဲ့တာကိုအတိအကျသိနေရတာလေကျုပ်ဘာတူဆိုတာရေးမကြည့်ပါဘူးခမည်းချစ်ဆက်ဘာလုံးမယ်ဆိုတာသာအရေးကြီးပါတယ်ကျုပ်ကတော့တူတန်းတွေလုပ်ပြီးသရဝါတွေကိုကျွေးမွေးခြင်းတယ်ဒီလိုအကျင့်ကိုပဲဆက်လုပ်မယ်လို့ဆုံးဖြတ်ထားတယ်ဒါဆိုရင်တော့ခမည်းစိတ်ကူကောင်းတဲ့ဖို့ဘူးကျုပ်ကူညီပေးပါမယ်ဒါကခမည်းအတွက်လိုအပ်မယ်ထင်လို့ယူလာပေးတာအောင်မြတ်သားကလွယ်ထဲကနေပရိတကုံးထုတ်ခါကမ်းပေးလိုက်တယ်ကံကောင်းလဲအောင်မြတ်သားပေးတဲ့ပရိကိုကမ်းယူလိုက်ပြီးကြည့်လိုက်ရာကမ်းကော်သားပရိပဲဟုတ်တယ်ဒီပရိကကမ်းကော်တစ်ကွင်းကနေပြုတ်လုထားတာမို့တင်းအတွက်ပိုးတင်းတော်မှာပါကံကောင်းလဲကမ်းကော်တစ်ကွင်းပရိကိုလက်နဲ့ပို့လိုက်တဲ့အချိန်အမျိုးမြင့်မသိတဲ့စွမ်းအားတစ်ခုကလက်ချောင်းကနေခန္ဓာကိုယ်တွေကိုစီးဝင်သွားတယ်လို့ခန်းစားလိုက်ရတယ်ဟေးဟိုမှာပတ်ဆက်ကျဲနေတယ်ပုံကြောင်ဝင်းထဲကနေထွက်လာတဲ့အတန်ကြောင့်ကြိတ်ကြိတ်တူစီကားနေတဲ့လူကြီးကညာတန်ပေးကအိုဟရင်ပြင်းပြန်လာတဲ့ပတ်ဆက်တချို့ကိုအလူရဲ့ကောက်ယူခဲ့ကြတယ်ဘုံကြီးကျောင်းရဲ့အပေါ်မှာတော့ပတ်ဆက်ထက်လိုက်ကင်ထားတဲ့ဘုံကြီးတစ်ပါးရှိနေပြီးသူ့ရဲ့ဘေးမှာတော့ဖိုးတက်လက်ဝိလက်စားတွေဝတ်ဆင်ထားတဲ့တထေးတကြွယ်တွေရှိနေခဲ့တယ်ဒီမြင်ကွင်းကိုကြည့်နေတဲ့အောင်မြတ်သားကကံကောင်းကိုမင်းကိုပြလိုက်ပြီးလာကွာအရှိကိုတွားရအောင်လို့ပြောကလူကြားထဲကိုတိုးဝင်သွားခဲ့ကြတယ်လူချင်းထက်မြကတိုးကျိတ်နေတဲ့ကြောင်းဝတ်တနေရာမှာတော့ပန်ပေါင်းစုံနဲ့လှဆင်ထားတဲ့မန်တက်တစ်ခုရှိနေပြီးမန်တက်ရဲ့အလဲမှာတော့လူတရက်ခက်မြင်မာတဲ့ဘုံကြီးပုံတော်တစ်ခုကိုမြင်တွေ့လိုက်ရတယ်ဒါကိုမြင်တဲ့ကံကောင်းကအောင်မြတ်သားကိုကြည့်လိုက်ပြီးကျုပ်ကိုဒီခေါ်လာတာအကြောင်းတစ်ခုများရှိနေလားသိရှိတာပေါ့ကံကောင်းရမကြခင်မင်းမြင်ရတော့မှာပါအောင်မြတ်သားတို့လည်းလူကြားထဲကနေတိုးဝှေ့ပြီးခမ်းမဆောင်ထဲမှာနေရာယူလိုက်ကြတယ်မကြခင်အချိန်တွင်ဝေကောင်းစားလာတွေဝစ်ဆင်ထားတဲ့သူတွေခြံရံထားတဲ့ဘုံကြီးတစ်ပါးကပလင်ပေါ်မှာထိုင်လိုက်ပြီးသူ့ကိုလာဖူးတဲ့သူတွေရဲ့ဥကောင်းကိုပုတ်ခါဆူတောင်းပေးနေတာမြင်လိုက်ရတယ်အနေနဲ့ရရကလာဖူးကြတဲ့သူတွေများပြားလာတာကြောင့်ညဘက်ရောက်တဲ့တိုင်အောင်လူမပြတ်ဖဲရှိနေခဲ့တယ်လို့ကံကောင်းတဲ့အောင်မြတ်သားတို့ကလည်းခမ်းမရဲ့တောက်မှာထိုင်ကဆောင်းဆိုင်နေခဲ့ကြတယ်ည10 နာရီဝန်းကျင်လောက်ရောက်မှာတော့ခမ်းမထဲမှာလူတွေတဖြည်းဖြည်းနေပါလာပြီးဒကာရင်တချို့သာကြံရှိတော့တာကိုမြင်လိုက်ရတယ်အဲ့ဒီအချိန်ကြက်တည်းတိုက်ထဲကနေဘီစကစ်ကိမ်းမုတ်အသီးနှံတွေထည့်ထားတဲ့လင်မန်းတွေယူလာပြီးခမ်းမလည်းမှာထိုင်းနေတဲ့ဖုန်ကြီးကိုလာကက်တာကြောင့်ကံကောင်းကအံ့ဩတဲ့မျက်နှာနဲ့အောင်မြတ်သားကိုကြည့်လိုက်ပြီးတန်ဃာတော်တွေကနေလွဲညစာဖုံးပေးလို့မရဘူးလေလို့ပြောလိုက်တဲ့အချိန်ပလင်ပေါ်ထိုင်းနေတဲ့ဖုန်ကြီးကဘီစကစ်မုံနဲ့ကိမ်းမုတ်တစ်ခုကိုကောက်ယူစားတာမြင်လိုက်ရတယ်ကံကောင်းကြီးမင်းပြောတာကြားသွားပြီထင်တယ်ဟိုမှာငါတို့ကိုလှမ်းကြည့်နေတာသတိထားမိလားအောင်မြတ်သားကလီတန်တူးတူးနဲ့ပြောလိုက်တာကြောင့်ကံကောင်းလှမ်းကြည့်လိုက်ရာသူတို့ကိုစိုက်ကြည့်နေတဲ့ဖုန်ကြီးကိုသတိထားမိလိုက်တယ်ဒီလောက်အဝေးကြီးဘလို့ကြားသွားတာလဲသူ့ကိုပြောတဲ့သူရှိလို့ကြားတာပေါ့မင်းမြုံရင်ဒီမှာကြည့်အောင်မြတ်သားကသူ့ရဲ့လက်နဲ့ကံကောင်းရဲ့မျက်လုံးကိုပုတ်ပြီးကြည့်စရာဖုန်ကြီးရဲ့ဘေးမှာရက်ပြီးတတို့တို့ပြောနေတဲ့အသားနီနေတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်အဲ့ဒါကဘလို့ပုဂ္ဂိုလ်မျိုးလဲဥစ္စာဆောင်ကိုတိုက်ဆောင်တွေများလား
အဲ့ဒါကမင်းကိုစိတ်နှောက်အောင်လုပ်ခဲ့ဘူးတဲ့ရုပ်ကစိုးတွေပဲသူတို့အကြောင်းခဏနေပြောပြမယ်အခုတော့ငါတို့ကျောင်းပြင်ပြန်ထွက်ကြရအောင်အောင်မြတ်သားတို့လည်းသူတို့ကိုကဲခတ်နေတဲ့ဖုန်ကြီးကိုမသိချင်အောင်ဆောင်ပြီးကျောင်းဝပြင်ဘက်ကိုထွက်လာခဲ့ကြတယ်ပြင်ရောက်တော့အောင်မြတ်သားကကံကောင်းကိုကြည့်ပြီးဒီပုဂ္ဂိုလ်တွေကတမာရီအားကောင်းတဲ့သူတွေကိုရွေးချယ်ခိုင်းစေတတ်ကြတယ်လူဝဲကြောင်တွေဆိုရင်အချားမြင့်ရတယ်လို့ဖြစ်အောင်သူတို့ကကူညီပေးကြတယ်လို့ရဟန်းတန်ဃာတွေဆိုရင်လေတရားအားထုတ်ဖို့အရှိမရှိအောင်အိမ်မက်တွေပေးပြီးဖျားတက်ခိုင်းတတ်ကြတယ်ဒီလိုခိုင်းစေရကနေနောက်ဆုံးကံကုန်တဲ့အခါသူတို့ရဲ့လောက်မှခေါ်ပြီးခိုင်းစေတာမျိုးတွေလည်းရှိတယ်ဒါဆိုကြောက်ကိုကမ်းလှမ်းတယ်လို့မျိုးပေါ့ဟုတ်တယ်ဒါကြောင့်တင့်အနေနဲ့ဒီထက်ပိုပြီးပေါင်းမြောက်ခြင်းနဲ့ဆိုတော့အခုလိုအဖြစ်မျိုးကိုသတိထားရှောင်ကျဉ်ရမယ်သူတို့ကြောင့်ပထမအကြိမ်ရှုံးနေခဲ့ရတာကိုသင်ခန်းစာယူပြီးဒုတိယအကြိမ်မရှုံးနိုင်အောင်ကြိုးစားပါကြောက်မဖြစ်ဖြစ်အောင်ကြိုးစားမယ်အမားတွေကိုပြန်လဲဆင်ခြင်ပြီးပြုတ်ပြင်မယ်အခုကြောက်ဘာလို့ရမလဲဆိုတာပြောပြပါမနေ့ဖြန်ကစပြီးတိတ်တိတကူတွေကိုယူပြီးဗရီးပက်ရည်တစ်ထောင်ဆက်ရမယ်ဒီဒိတ်ထန်အောင်မြင်တဲ့အချိန်တစ်စီကိုကြောက်ပြန်လာခဲ့မယ်တင်လုံးနိုင်မယ်ဆိုတာယုံကြည်တယ်ကြောက်ကြိုးစားပါမယ်ဗရီးစိတ်တာကဘယ်နေရာဖြစ်ဖြစ်စိတ်လို့ရတယ်မဟုတ်လားနေရာတတ်မှတ်ချက်မရှိတာမို့ကြိုက်တဲ့နေရာစိတ်လို့ရပါတယ်ဗရီးတစ်ပတ်ပြည်တိုင်းမှာတော့တင်ဖြစ်ချင်တဲ့စန္ဒာကိုလေးနဲ့တိုင်တယ်ဖို့တော့လိုလိမ့်မယ်ကြုံနားလဲပါပြီအခုတစ်ခေါက်တော့ကြောက်အောင်မြင်စေရမယ်ကံကောင်းကဗရီးကိုကြည့်ကြပါအောင်ဆိုပြီးတောင်ကုန်းပေါ်မှာမြင်နေရတဲ့ဇီရီဘက်ကိုတက်သွားခဲ့ပါတော့တယ်ဘိုက်ကလည်းစားလိုက်တာကွာထမင်းလေးတစ်စီးလောက်ရရင်တိတ်ကောင်းပါပဲယုံညင်းစွာကြားလိုက်ရတဲ့အတန်ကြောင့်ဗရီးစိတ်နေတဲ့ကံကောင်းရဲ့တကူလုံးစက်သိမ်းမွှင်းကြီးနေထားသွားခဲ့တယ်ဘိုက်စားလိုက်တာဒီအချိန်တယောက်ယောက်ကများအစာလာကျွေးရင်တိတ်ကောင်းပါပဲပိတ်တာညီးတန်ကတကောင်အချိန်မှာထင်းထင်းခြားခြားကြားလိုက်ရတာမို့ကံကောင်းတယောက်ဗရီးစိတ်နေရင်းကနေတနာတဲ့စိတ်တွေတဖွာဖွာပေါ်လာတဲ့အချိန်ဟေ့ကောင်မင်းတို့နဲ့ဖျားပရံကမသက်ဆိုင်ဘူးထွက်သွားတဲ့ဆိုတဲ့အတန်ခတ်အုပ်ကိုကြားလိုက်ရတယ်ထိုတန်ကြားပြီးမကြခင်မှာပဲညညူတန်ကဇီရီနဲ့ဝေးရကိုတဖြည်းဖြည်းရွေချပျောက်ကွယ်သွားခဲ့တယ်ပထမဆုံးညမှာကြုံတွေ့ခဲ့ရတဲ့အဖြစ်ကြောင့်ကံကောင်းရဲ့စိတ်ထဲမှာမကြုံမလို့သေးတဲ့သူတွေကိုစာရည်စာဝလင်အောင်ကျွမ်းမွေးခြင်းတဲ့ဆန္ဒကထိမ့်မရအောင်ပြင်းပြလာပါတော့တယ်ရခင်ကလေးကကျဉ်းကြံဖူးတဲ့တမာတိအစွမ်းကြောင့်ရန်သိတိပရီအပတ်ရည်တစ်ထောင်ကို3ရက်အတွင်းအောင်မြင်ခဲ့ပြီးထုံညတွင်ပဲကြောက်နေတွေစီချဲထားတဲ့ရွှေကျဲသီးတစ်လုံးကိုထူးဆန်းစွာရရှိခဲ့တယ်ကံကောင်းလဲမိုးလေးတာနဲ့ရလာတဲ့ရွှေကျဲသီးကိုရွှေဆိုင်မှာရောင်းချပြီးစီရီကိုပြန်လာတဲ့အချိန်သူ့ကိုထိုင်ဆောင်နေတဲ့အောင်မြတ်တာကိုမြင်တွေ့လိုက်ရတယ်ပထမအဆင့်တော့အောင်မြင်သွားခဲ့ပြီအခုဘာလို့ဖို့စိတ်ကူးထားလဲစီရီနားမှာကျင်လဲနေတဲ့မကြုံမလို့သေးတဲ့သူတွေကိုစာကျွေးဖို့စီစဉ်ထားပါတယ်ဒီမှာတော့ချက်ပြုတ်ဖို့အဆင်ပြေဘူးနော်ဇီရဲကထမင်းရောင်းတဲ့ဆိုင်ကိုအပ်ခဲ့တာမို့ချက်ပြုတ်တာကစိတ်ပူစရာမရှိပါဘူးသူတို့ညနေမှောင်စာမပြောခင်တော့ရောက်လာပြီဖို့ပြောထားခဲ့တယ်ဒါဖြစ်လေဧည့်သည်တော်တွေကိုဖိတ်ရတော့မှာပေါ့အောင်မြတ်တာကရင်ပြပေါ်မှာရှိတဲ့တန်လင်ပန်းအဟောင်းတစ်ချက်ကိုလိုတစ်ချောင်းနဲ့တီးပြီးဇီရီပတ်ဝန်းကျင်မှာမှီတင်းနေထိုင်ကြတဲ့မကြုံမလို့ပုံကူများအနေနဲ့ညနေမှောင်စာပြိုးတဲ့အချိန်ဟိုဒီနေရာကိုလာရောက်ပြီးစားတောက်များသုံးဆောင်ကြဖို့ဖိတ်ကြားရပါတယ်လာရောက်သုံးဆောင်တဲ့အခါမှာလေရန်ဖြစ်ရှင်စူညံခြင်းများမပြုလုပ်ကြဖို့သက်ဆိုင်ရာကြီးကဲတွေကထင်ကြောင်ပေးကြပါလို့သုံးချိန်တီတီပြောပြီးလေမန်းကိုကံကောင်းစီလှမ်းပေးလိုက်တယ်အောင်မြတ်တာရဲ့စကားတန်အဆုံးမှာတော့နီးနားမှာရှိတဲ့ရှုံးပုတ်တွေတပည့်ကြီးငယ်တွေပေါ်ကနေစကားပြောတန်တွေထွက်ပေါ်လာပြီးပျော်ရွှင်စွာပြေးလွှားဆော့ကစားနေကြတဲ့အတန်တွေထွက်ပေါ်လာခဲ့တယ်ယနေ့ရောက်တော့ကံကောင်းရထားတဲ့ထမင်းဆိုင်ကနေအိုးကြီးဦးငယ်တွေပါလာတဲ့အဲ့လက်ကားစီရောက်လာပြီးသူ့နောက်မှာလေလူ10ယောက်ခန့်ပါလာတဲ့ကားစီထပ်ပါလာခဲ့တယ်ထမင်းအိုးတွေချဖို့ကလူဒီလောက်လိုလို့လားသူတို့ကထမင်းအိုးချဖို့မဟုတ်ဘူးဆရာလေးလွန်ခဲ့တဲ့တလားလောက်ထဲကပုံးဖို့စီဒီကိုဘိုးတော်တစ်ပါးလာမယ်ဆိုတဲ့သတင်းကရှိပြီးသားလေဒါကြောင့်ဆရာလေးကိုတွေ့ကျင်မြင်ကြတဲ့သူတွေစုပြီးလိုက်လာကြတာပါကျုပ်ကဘိုးတော်မဟုတ်ပါဘူးဒီတိုင်းလူလောက်တာပါအလူဆိုတာလူတွေကိုပဲကျွမ်းမွေးတာမြင်ဘူးကြတာဆရာကြီးအခုလို့မမြင်တဲ့ပုံကိုယ်တွေကိုကျွမ်းမွေးတာမျိုးမကြုံဘူးလို့အံ့ဩပြီးတော့လိုက်လာကြတာလည်းပါပါတယ်ကံကောင်းကြီးရောက်လာမှတော့မထူးတော့ဘူးအကြခင်နေဝင်တော့မှဆိုတော့ပြင်ဆင်စရာရှိတာပြင်ဆင်ကြတာပေါ့အောင်မြတ်တာစကားကြောင့်ကံကောင်းလေးကားဖို့ပါလာတဲ့ငပြောရွက်တွေကိုစီရီအောက်ဘက်မြေကွက်လက်မှာတရွက်စီချခိုင်းပြီးသူ့ဘုံနဲ့သူဖြစ်အောင်စီမံခဲ့တယ်ဆရာလေးကျမတို့မှာအောင်လင်းမီးတွေလည်းပါတယ်ထုံးလိုက်ရမလားစာကျွေးတဲ့နေရာမှာတော့မထုံးပါနဲ့
သူတို့တွေကလင်းရောက်ရှိရင်လာရဲမှာမဟုတ်ထုံးချင်းဇေဒီပေါ်မှာထုံးကြဗျာအားလုံးပြင်ဆင်ပြီးလို့ညမောင်စာပြိုးတဲ့အချိန်ရောက်မှာတော့ကံကောင်းကလေမက်တစ်ချက်ကိုတပြင်းပြင်းမြည်အောင်ထိလိုက်ပြီးစားတောက်ဖို့ဖိတ်ခေါ်လိုက်ရာတစ်ချက်ချက်နဲ့လမ်းလျှောက်တန်တွေတီတိုပြောဆိုတန်တွေထွက်ပေါ်လာခဲ့တယ်လို့မပြောရမှာပုံထားတဲ့ထမင်းဟင်းတွေကအောင်ထဲမမြင်ရပဲယုံနေလာတာကိုထူးဆန်းစွာမြင်တွေ့လိုက်ရတယ်လူထူးဆန်းလိုက်တာဒီလိုမြင်ကွင်းမျိုးတစ်ခါမှမြင်ဘူးဟုတ်ပါရဲ့တော့သမင်းပုံကမျက်စိအောင်မှာတန်းကုန်သွားတာပြောနေကြသိန်းအောင်ထားတယ်မျိုးရဲကနေလိုက်လာတဲ့သူတွေရဲ့စကားသံအဆုံးမှာအောင်မြတ်သားကလင်ပန်းကိုဖြန်းကနေတီးလိုက်ပြီးအားလုံးလဲစားတော့လို့ပြီးပြီဆိုတော့ကျုပ်တို့ပြူခဲ့သမျှကုသိုလ်တွေကိုမျှပေးဝေပါတယ်မြင်နိုင်ကြားနိုင်တဲ့ပုံကိုယ်တွေအနေနဲ့တာရုခေါ်ဆိုကြပါလို့ပြောကမျှပေးဝေလိုက်တဲ့အချိန်မောင်လူတွေကနေတာရုခေါ်တဲ့တချို့ထွက်လာတာကိုရှိနေတဲ့သူတွေအားလုံးကြားလိုက်ရတယ်သမင်းဆိုင်ကလူတွေပြန်သွားတဲ့အချိန်အောင်မြတ်သားကကံကောင်းကိုကြည့်ပြီးဒီမှာဆက်နေမင်းစီကိုလူတွေထက်ရောက်လာကြလိမ့်မယ်။ဒါကြောင့်မနဲ့အာယုံတက်တာနဲ့တခြားနေရာပြောင်းကြရအောင်လို့ပြောကဇေဒီရဲ့စနေတောင်းဘက်ကိုထွက်သွားခဲ့လိုက်တယ်။မနဲ့အာယုံတက်ချိန်အောင်မြတ်သားနဲ့ကံကောင်းတို့ဇေဒီကနေဆင်းလာပြီးခရီးဆက်ခဲ့ကြရာဘုံတက်ခင်အချိန်မှာတော့လူသူရောက်ပေါက်နေတဲ့ဘုံတောင်ဘက်ကိုရောက်လာခဲ့ကြတယ်။ဘုံတောင်ချီကိုရောက်မှာတော့အသေးခိုက်အောင်လာကျင်လို့အဟိနေတဲ့အတန်တန်ကိုကြားလိုက်ရတာကြောင့်ကံကောင်းရဲ့အကြီးကအောင်မြတ်သားစီရောက်လာပြီးနောက်ကျင်းတို့អော်နေတဲ့အတန်တန်ကြားလိုက်ရသူပဲဟုတ်တယ်ဒီဘက်မှာနှိမ့်ချို့ပိတ်တာတွေကျင်လေကြတာမို့သူတို့စီကထွက်လာတဲ့အတန်ဖြစ်လိမ့်မယ်ဒါနဲ့ကျုပ်ကဒီညမှာဆက်နေရမှာလားဟုတ်တယ်မြောက်တီတောင်မှာအရန်သိတိအောင်ဆိုတဲ့အတိတ်ထံဝင်ရလိမ့်မယ်ဒီတစ်ခါတော့ဗရီအပက်ကြီး1000ဆက်ရမှာနော်ကျုပ်တယောက်တည်းဒီတောတောင်ထဲမှာဘာပစ္စည်းမှမရှိပဲဘလို့နေရမလဲတင်သာကိုးလို့ကိုပုံမှန်လုပ်ပါကျန်တဲ့ကိစ္စကသူ့လိုဖြစ်လာလိမ့်မယ်ဟိုဒီလန်အတိုင်းတဲ့သွားရင်တဘာဝအတိုင်းရှိနေတဲ့ကြောက်ကူတလုံးကိုမြင်ရလိမ့်မယ်အဲ့ဒီကူထဲမှာတိတ်ထန်ပြီးအောင်စူးစမ်းပြီးတော့အောင်မြတ်တာကကံကောင်းကိုလက်ပြနှုတ်ဆက်ပြီးဂုံတောင်ရဲ့မျက်ွက်ကွေးတစ်ခုတည်းကိုဝင်ရောက်ပြောက်ွယ်သွားပါတော့တယ်ကံကောင်းလဲဂုံတောင်မှာတယောက်တည်းအတိတ်ထန်ဝင်ခဲ့တယ်လို့တောင်ပေါ်မှာရှိတဲ့တတိတဖူတွေကိုခြောက်ဖွေစားတော့ရင်တရက်ပြီးတရက်ကိုဖျက်တမ်းခဲ့တယ်ဆယ်ရက်ပြည့်တဲ့နေ့မှာတော့ရခင်ကကျင့်ကြံခဲ့ပူတဲ့သမထအစွမ်းတွေအနှင်းငယ်ပြန်ပေါ်လာပြီးအမြင်အာရုံအကြားအာရုံတွေရလာခဲ့တယ်။အညမှာတော့ဒိတ်ထန်ဝင်နေတဲ့အချိန်အသေးခိုက်အောင်အော်ဟစ်နေတဲ့အတန်ကိုကြားလိုက်ရတာကြောင့်အဒိတ်ထန်ပြီးချင်းအတန်ကြားတဲ့တောင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ညတကောင်အချိန်မှုဂုံတောင်တစ်ခုလုံးငိမ့်သက်တိတ်ဆိတ်နေပြီးတစ်ခါတရံထွက်ပေါ်လာတဲ့တောကောင်ငယ်လေးတွေရဲ့အတန်ကူသာတစ်ချက်ကြားနေခဲ့တယ်။ကံကောင်းလေးလားရောင်ကိုအပြုတ်ရင်ဖြည်းဖြည်းမှန်မှန်ရှောက်လာခဲ့ရာထမင်းဦးတလုံးချက်လောက်ကြာမှာတော့အဖျားတက်တယ်လို့ညီးတိုက်ကြီးတကူကခေါင်းပုတ်ကနေထွက်လာတာကြောင့်မောကြည့်လိုက်ရာအင်တလုံးစားလောက်ကြီးမားတဲ့ဦးကောင်းလေးကိုကြောက်စိုးကျွန်းတစ်ချောင်းစိုက်ဝင်နေတဲ့ပိတ်တာကြီးတစ်ကောင်ကိုမြင်လိုက်ရတယ်။ပိတ်တာကြီးကကံကောင်းကိုမြင်တော့ဝမ်းသာအားရနဲ့လူလဲထားလိုက်ပြီးငါ့ကိုလှုပ်ပေးပါငါဒီမှာမနေချင်တော့ဘူးငါ့ကိုလှုပ်ပေးပါလို့ထထလဲလဲပြောနေတာကြောင့်ကံကောင်းကအနောက်ကိုဆုတ်လိုက်ပြီးတင်ကဘာကြောင့်အခုလိုဝကြွေးခံနေရတာလဲကျုပ်ကရောတင်လို့အောင်ဘလို့ကူညီပေးရမလဲလို့ပြောလိုက်ရာတန်ဆူးကျွန်းစိုက်ဝင်နေတဲ့ပိတ်တာကြီးကဂုံတောင်ရဲ့အနောက်ဘက်ကိုလက်ညှိုးထိုးတာဒီတောင်ရဲ့အနောက်ဘက်မှာကျုပ်ဖွဲ့ထားတဲ့တစ်တာတစ်လုံးရှိတယ်။အဲ့ဒီတစ်တာထဲမှာရှိတဲ့ပစ္စည်းတွေနဲ့အလှူဒန်းလုပ်ပြီးကျုပ်ကိုအမျှပေးဝေပါ။ဒါမှသာဒီဘွားကနေလွတ်မြောက်နိုင်လိမ့်မယ်။တောင်နောက်ဘက်ဆိုတာအခြေကြီးလေ။ကျုပ်ကဘယ်လိုလိုက်ချရမလဲ။တင်ကူးကျင့်ကြံနေတဲ့လမ်းစဉ်အောင်မြင်ကျုပ်သိမ်းထားတဲ့တစ်တာကိုတွေ့လာပါလိမ့်မယ်။တင်ကဒီရက်မှာဝကြွေးခံနေရတာနှစ်ပေါင်ဘယ်လောက်ရှိပြီလဲ။ကျုံမှတ်မိသလောက်နှစ်ပေါင်300လောက်ရှိပြီထင်တယ်။နှစ်ချို့ပိတ်တာကြီးရဲ့စကားကြောင့်ကံကောင်းအံ့ဩသွားပြီးဒီလောက်တောင်ဝကြွေးကြီးလာပါလားလို့ရေရုပ်ခါမိမိဒိတ်ထန်ဝင်တဲ့ကြောက်ကူဘက်ကိုပြန်လဲထွက်ခွာလာခဲ့လိုက်တယ်။အဲ့ဒီချိန်ကစပြီးကံကောင်းရဲ့အတွေ့ထဲမှာနှစ်ချို့ပိတ်တာကြီးရဲ့အကြောင်းကအမြဲတမ်းစိုးမိုးနေခဲ့ပြီးဒိတ်ထန်ဝင်ချိန်မှာလေအရင်ကလိုစိတ်မတည်မငြိမ်ဖြစ်လာတာကိုသတိထားမိရတယ်။တရက်မှာတော့ကြောက်ကူရဲ့ဗီးစိတ်နေရင်စင်ရိုင်းတွေအွန်လိုင်းကျင်းလိုက်ဂူရဲကိုပြင်းဝင်လာတဲ့အတန်ကိုကြားလိုက်ရတာကြောင့်စိတ်လက်စဗီကိုဖြုတ်ဖို့စိတ်ကူးလိုက်တဲ့အချိန်ဒါကစိတ်ကိုစမ်းတက်နေတာဗီကိုမဖြုံးနဲ့ဆိုတဲ့အောင်မြတ်တာရဲ့အတန်ကိုကြားလိုက်ရတာကြောင့်ကံကောင်းလေးစိတ်ဗီကိုခတင်တင်ဆုပ်ကင်လိုက်ပြီးမိမိသတ်မှတ်ထားတဲ့အပက်ရည်ပြည့်အောင်စိတ်ဖို့ဆုံးဖြတ်လိုက်ချိန်ကြောက်ကူပြင်ဘက်ကနေမရှိတင်ခဲ့ရိုးတန်တောက်ခတ်တန်တွေထွက်လာခဲ့တယ်လို့ကြားနေရတဲ့တောစင်ရိုင်းတန်တွေလည်းချက်ချင်းပျောက်ကွယ်သွားခဲ့တယ်ဒီလိုနဲ့တရက်ပြီးတရက်အနှောက်အယှက်တွေပိုကျန်းလာခဲ့ပြီးတစ်ခါတည်းအိတ်ဆက်အနားယူနေတဲ့အချိန်ကြောက်မက်ဖွယ်နာနာရုပ်တွေကမျက်နှာကိုမူပြီးကြည့်နေတတ်တယ်လို့
တခါတရံပရိစိတ်နေတဲ့အချိန်လေပင်ကိုအေးဆက်တဲ့လက်နဲ့လာရောက်စုပ်ကင်တာမျိုးတွေလည်းရှိခဲ့တယ်။တချို့ရက်တွေဆိုရင်ဂူပေါဝါကနေခိုးခက်ခက်ရဲတံတွေနဲ့အတူအဝေစားကပူကိုဖြစ်နေတဲ့မင်းပြုတ်လေးတွေလက်ရက်ခွန်နေတာတွေပါကြုံတွေ့လာခဲ့ရတယ်။ကံကောင်းအနေနဲ့ရခင်ကချီးခဲ့ဘူးတဲ့တမာရီအားတွေနဲ့လက်ချီအားထုတ်နေတဲ့သမထဆွမ်းအားတွေပေါက်ဆက်မိနေတာရဲ့အောင်မြတ်တာကိုယ်တိုင်အနီးကဆောင်းလျှောက်ပေးနေတာရဲ့ကြောင့်ပထမတစ်ခါလို့တမာရီပြန်ယုံတဲ့အထိမဖြစ်တော့ပဲမိမိစိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်ထားနိုင်ခဲ့တယ်။ဒီလိုနဲ့ပတိအပက်ကြီးတတောင်ပြေဖို့ဆက်ပက်လောက်လိုမှာတော့ဂူပေါင်းတစ်ခုလုံးငလျင်လှုပ်တယ်လို့ခါရမ်းလာပြီးကြောက်ဆကြောင်းတာလေးတွေပြုတ်ကျလာတဲ့အတန်ကိုကြားလိုက်ရတယ်။အကြမီအချိန်တွင်းမှာပဲဂုံတောင်ကျောတစ်ခုလုံးကျဲလောင်တဲ့တော်လဲတဲ့တစ်ခုထွက်ပေါ်လာပြီးပတိစိတ်နေတဲ့ဘေးကိုကြောက်နေရန်တွေအချက်လိုက်ကွာကြလာခဲ့တယ်။ကောင်းပြေးတော့ငလျင်လှုပ်နေပြီကွာ။အကြရင်ဂူကြီးပြိုကျတော့မယ်။ဂူပေါဝါကနေရုတ်တရက်ထွက်လာတဲ့အောင်မြတ်သားရဲ့အတန်ကြောင့်ပတိစိတ်နေတဲ့ကံကောင်းရဲ့လက်တွေရက်တန့်သွားပြီးကမှတပြေးချစ်တစ်ချက်ကိုရှားလိုက်ပြီးငါမထဘူးအတိတ်ထက်မအောင်မချင်းထိုင်နေရကနေလုံးဝမထဘူးဒီနေရာမှာသေချင်းသေသွားပါစေဒိတ်ထန်တော့ပြက်မခံဘူးဟေးလို့ကျုံးသွားကလှုပ်ခတ်နေတဲ့စိတ်ကိုတည်ငြိမ်အောင်ပြန်လုပ်ပြီးပရီလုံးကိုလက်နဲ့ဆွဲချလိုက်တာနဲ့ဘာပြက်တယ်လို့ဖြစ်နေတဲ့ပတ်ဝန်းကျင်ကချက်ချင်းတိတ်ဆိတ်သွားပါလေရောဘလောက်ထိတိတ်ဆိတ်သွားခဲ့တယ်လဲဆိုရင်ခမင်းမင်းလေးချူထုတ်နေတဲ့လေတံကားဆနှလုံးသွေးကြောတွေခုန်နေတဲ့အတန်ကိုအတိုင်းသာကြားနေခဲ့ရတယ်ကံကောင်းလေးကြန့်ရှိနေတဲ့ပရီပတ်ရီကိုစိတ်တည်တည်ငြိမ်ငြိမ်နဲ့စိတ်နေခဲ့ပြီးနောက်ဆုံးပရီလုံးကိုတောက်ခနဲဆွဲချပြီးလို့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အချိန်မနှောမရထမင်းဝိုင်းကနေကြိုးစိုးပါတဲ့မောင်ကန်ကောင်းရည်ဆိုတဲ့အတန်းနှိတူသူ့ကိုပြုံးပြီးကြည့်နေတဲ့ပုဂ္ဂိုလ်သုံးကိုမြင်တွေ့လိုက်ရတယ်ကျုပ်ဘယ်ရောက်နေရလဲခုနကဂူထဲမှာပရီစိတ်နေရကနေဒီနေရာကိုဘလို့လို့ရောက်လာခဲ့တာလဲမင်းရောက်နေတဲ့အရက်ကမြိုင်မာတော့အရက်ပဲကွမင်းနဲ့မနှောမရထမင်းဝိုင်းမှာထမင်းတစ်လုံးစားဖို့ငါတို့အတော့ကိုစောင့်ယူလိုက်ရတယ်တောက်ချဆောင်ထားတဲ့ရတိကြီးရဲ့စကားကြောင့်ကံကောင်းဘေးဘီကိုကြည့်လိုက်ရာဖုံဖြူတုံထားတဲ့ဝချမ်းတွေကိုကြောက်မဲကွက်လူကာထားပြီးတောင်လေးတောင်မှာတော့အပြောလေးပင်စိုက်ထူထားတဲ့ခြံတစ်ခုရှိနေခဲ့တယ်ခြံရဲ့အလယ်မှာတော့ဆင်းရောင်ဖက်နဲ့လှုပ်ထားတဲ့ပကံခွက်ပုံစံလေးခုရှိနေပြီးသူ့ရှေ့မှာလည်းခွက်တစ်ခွက်ရှိနေတာမြင်တွေ့လိုက်ရတယ်ကျုပ်ကိုစောင့်နေတာဟုတ်လားကျုပ်ကိုဘာအတွက်စောင့်နေကြရလဲဒီထမင်းဝိုင်းကမင်းပါမှာပြည့်စုံမှာကြောင့်စောင့်နေကြတာပေါ့လူလေးကကဲထမင်းဝိုင်းစားလိုက်ရအောင်ရသေးကြီးကခွက်တွေပေါ်ကိုလက်နဲ့တက်ချလိုက်ရာနှမ်းမုံတွေလိုစွတ်စွတ်ပြူပြီးအငွေတထောင်းထောင်းနဲ့ကော်စင်းနေတဲ့ထမင်းတဆုပ်စာပေါ်လာခဲ့တယ်ဟေ့ကောင်လေးစလေဘာကြည့်နေရလဲစပင်ပုံတိုင်းနဲ့အဘူရဲ့စကားကြောင့်ရှေ့မှာရှိနေတဲ့ထမင်းဆုပ်ကိုကောက်ယူစားပြီးမျိုးချလိုက်တဲ့အချိန်မှာပဲခန္ဓာကိုယ်တစ်ခုလုံးအားရင်တွေပြည့်ဖြိုးလာကလူဟာလည်းပေါ်ပါသွားခဲ့တယ်ဟေ့ကောင်လေးမနှောမရထမင်းစားပြီးဘာထူးခြားသေးလဲအားတွေပြေးလာတာကလွယ်ပြီးဘာမှမထူးခြားဘူးကံကောင်းရဲ့အတန်ကတဝဲတစ်ပြက်နဲ့ရက်သွားပြီးအကြည့်တွေကသူထိုင်နေတဲ့အောက်ကိုရောက်သွားခဲ့တယ်အလိုကျုပ်ထိုင်နေတဲ့မြေကြီးအောက်မှာကြောက်တံပရက်များတွေအများကြီးပါလားမင်းကူတော့ထူးခြားတာတွေ့ပြီပေါ့ကျုပ်ကဘလို့ဖြစ်ပြီးမြေကြီးတွေကရွှေငွေရန်နာတွေကိုထိုးပေါက်မြင်နေရတာလေမင်းအတွက်လိုအပ်လို့မြင်နေရတာပေါ့ကောင်းလေးကမင်းအနေနဲ့ပန်းရှင်မရှိတဲ့ရန်နာပစ္စည်းတွေကိုမြင်နိုင်စွမ်းရှိပြီးအဲ့ဒီရန်နာတွေကိုအများအတွက်အသုံးပြုနိုင်တဲ့အခွင့်အရေးကိုရရှိခဲ့ပြီးဖြစ်တယ်ဒါကြောင့်ကူကစပြီးရက်လေးမြင်တာလှက်ပတ်သွားလာပြီးမနှောမရထမင်းတွေလူတိုင်းကိုကျွတ်လိုက်စမ်းဟိစပင်ဘုံတိုင်းတဲ့အဘိုးကြီးကဝမ်းကောင်းတန်ကြီးနဲ့ပြောရင်ကံကောင်းရဲ့စပူကိုဖြောင်းနေအိုးချလိုက်ချိန်ခန္ဓာကိုယ်တစ်ခုလုံးစောက်ထိုးမှုမြော့ဖြစ်သွားခဲ့တယ်လို့ပဝင်းကြီးတစ်ခုလုံးပြောင်းလဲကမူလာအတိတ်ထံဝင်နေတဲ့ကြောက်ခုစီကိုပြန်ရောက်သွားခဲ့တယ်ဘလို့လဲကံကောင်းဖိုးလက်ဝါလက်တန်ကပြောင်းနေမဟုတ်လားနောက်ကနေထွက်လာတဲ့အတန်ကြောင့်လှည့်ကြည့်လိုက်ရာကြောက်တုံးကိုမှီပြီးရက်နေတဲ့အောင်မြတ်သားကိုမြင်လိုက်ရတယ်ဟုတ်တယ်ဗျာလူကချာချာလဲသွားပဲဒါနဲ့ကျုပ်ကဘာတိတ်တန်ဆက်ဝင်ရအောင်မလဲဒါကတော့ကျုံနဲ့မဆိုင်တော့ဘူးအများတီတောင်တဝိုက်ကိုကြည့်လိုက်စမ်းဘာမြင်ရလဲအောင်မြတ်သားစကားကြောင့်ကံကောင်းမျက်လုံးကိုဝေးကြည့်လိုက်ရာတောင်ရဲအောက်ခြေတွေတောင်ရံတွေနဲ့အခြားခြားသောမြေအောက်တွေမှာနေဝင်နေတဲ့ရဲနာပစ္စည်းတွေကိုရှင်းလင်းစွာမြင်တွေ့လိုက်ရတယ်ခမားအနေနဲ့ဘယ်ချိန်ဘယ်ရက်မှာဘသူ့ကိုဘလို့ဓာတ်စာကျွေးရမယ်ဆိုတာကိုတော့အဘဆရာတွေပြောလိုက်မယ်ကဲကြုံသွားပြီပြူအောင်မြတ်သားကကံကောင်းကိုလက်ပြနှုတ်ဆက်ပြီးဂုံတောင်ရဲ့အောက်ခြေကိုတလှန်ချင်းဆင်းသွားပါတော့တယ်ကံကောင်းစီကနေထွက်လာပြီးတဲ့နောက်ပိုင်းအောင်မြတ်သားတို့ဆရာတပည့်တွေရှေးဦးတဲ့ရာလှည့်ပတ်သွားလာပြီးဒိုင်းတော်ကပေးရတဲ့တာဝန်တွေကိုထမ်းဆောင်ရင်းမြန်မာနိုင်ငံအလဲပိုင်း
ပုံတောင်ပုံညာဒေတာရုံးတဲ့ဘက်ကိုရောက်လာခဲ့ကြတယ်။အောင်မြတ်တာအနေနဲ့ရုံးတွေကိုဝင်လာတဲ့အကြောင်းရင်းကဘာများဖြစ်မလဲဆိုတာကိုတော့အောင်မြတ်တာနေရုံးတကအတိုင်းဆိုတဲ့ဇလန်းကလေးကိုအားလုံးပဲစောင့်မျှော်နာဆင်အားပေးကြပါဦးခင်ဗျာ။ကျွန်တော်ကတော့ပြောပြတင်ဆက်သူခဘုံကပဲဖြစ်ပါတယ်ခင်ဗျာ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနှစ်ဖြာသောဒုက္ခတို့နှင့်ပြည့်စုံနိုင်ကြပါစေခင်ဗျာ။